ဒီဘက်နဲ့ခေါင်းလေးနဲ့တိုက်ပြီးလိုက်တယ်ဟုတ်ပြီဟိုဘက်ပြန်သွားတဲ့ကမှခြေထောက်နဲ့အသားလေးပြန်တော့တင်ပေးလိုက်တယ်ပြန်တော့တင်ပေးလိုက်တယ်ဒီဘက်ကဟုတ်ပြီရင်မလေးနဲ့ထိန်းနေခြေကုံလေးနဲ့ပြန်တင်နေဟုတ်ပြီကံပေးလိုက်ပြီခင်ဗျာဒီဘက်မှာအာရပါရနဲ့ဂိုးပြီခင်ဗျာဂိုးတာမှာဥကွဲအောင်ကန်တဲ့ဂိုးလေးပါဟုတ်ပြီဖိုင်တာကြီးโอเคတေချာလေးတဲတယ်အရှင်ယူကိုအနောက်ကိုတလန်းလောက်စုပ်ပြီးဟုတ်ပြီစုပ်သွားပြီအရှင်ယူလာပြီအာရပါရအိုးဒီနေ့မှာတော့ကျွန်တော်တိတ်မကြသေးခင်ကမှမွေးထားတဲ့မောင်ပြူးဆိုတဲ့ငှက်ကလေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ကဲဒီကောင်လေးကျွန်တော်ဘာတွေတင်ထားပေးလဲဆိုတာကြည့်လိုက်အခုကျွန်တော်စီးလာတဲ့ကားကလည်းသူ့ကြောက်ပဲပေါ့နော်သူ့ကြောက်ပဲကျွန်တော်ဒီကြားရုပ်စီးနိုင်တာကဲမောင်ပြူးသားလေးရေမင်းရဲ့လုံနိုင်ဆုံးလေးပြလိုက်အောင်မောင်ပြူးသားလေးလာတေးဦးလားအေးမင်းတော်တယ်မောင်ပြူးကဲကြည့်လိုက်တော့နော်ဒီညက်လေးဘယ်တော့တော်လဲဆိုတာမောင်ကြီးမိုင်းငါညုံနှုတ်စော်ကျင်နာဘာကြီးတော့